ကမ္ဘာလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုခြေပြုဖို့ဌာနမှာသွေးလွန်တုပ်ကွေးယောဂအကြောင်းတည်ကောင်းစရာတော်ရှိုးဆွေးနွေးပွဲကိုယမန်နေ့မွန်းလယ်ပိုင်းကခုလိုပဲဆွေးနွေးခဲ့ကြပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်သွေးလွန်တုပ်ကွေးအကြောင်းကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါသွေးလွန်တုပ်ကွေးဆိုတာပေါ့နော်ချင်းကြားအကိုက်ခံရတာမှတစ်ဆင့်ကုသတတ်တဲ့ယောဂတစ်မျိုးဖြစ်ပါတယ်အသက်အရွယ်မရွေးဖြစ်နိုင်ပြီးတော့အသက်15နှစ်အောက်ကလေးများအထူးသဖြင့်9နှစ်မှ9နှစ်အရွယ်ကလေးများမှာအများဆုံးဖြစ်ပွားပါတယ်အသက်15နှစ်အထက်လူကြီးတွေမှာဖြစ်ပွားလို့ရှိရင်ပေါ့နော်သေဆုံးမှုနှုန်းမြင့်မားတာကိုလည်းတွေ့ရပါတယ်တစ်နှစ်ပတ်လုံးကုသနိုင်ပြီးမိုးရာသီမှာအများဆုံးဖြစ်ပွားပါတယ်မျိုးပါဖြစ်ပွားပါတယ်ချင်းကြားဆိုရင်နေ့အချိန်မှာပိုကိုက်ပြီးတော့ရေကြီးရေတန့်မိုးရေတင်ကြံနိုင်တဲ့ဘူးခွက်တာယာဟောင်းများထဲမှာပေါက်ပွားပါတယ်ရှင်ပြောပါရှင်ဒီသွေးလွန်တုပ်ကွေးယောဂတွေရဲ့လက္ခဏာတွေကိုလည်းသိပြရစေရှင်ဟုတ်ကဲ့ပါသွေးလွန်တုပ်ကွေးယောဂလက္ခဏာတွေကတော့ရုပ်တရက်ဖျားနာခြင်းဗိုက်နာခြင်းပြုတ်အန်ခြင်းကိုယ်ခန္ဓာမှာအနီးစပ်များထွက်ခြင်းတို့ဖြစ်တတ်ပါတယ်စတင်ဖျားတဲ့အချိန်မှစပြီးတော့3ရက်မှ9ရက်အတွင်းသွေးလန့်တဲ့လက္ခဏာများလည်းဖြစ်ပေါ်နိုင်ပါတယ်ဒီအသက်အန္တရာယ်လည်းရှိနိုင်ပါတယ်သွေးလန့်လက္ခဏာများကတော့ပေါ့နော်3ရက်မှ9ရက်အတွင်းအဖျားကြီးရာမှာရုပ်တရက်အဖျားကြကခြေပြားလက်ပြားများအိပ်ဆက်ခြင်းနှလုံးခုန်မြန်ခြင်းမကြာခဏအော့အန်ခြင်းအညိုရောင်အရည်များအန်ခြင်းအစားမဝင်ခြင်းကလေးမိန်လွန်းခြင်းကတ္တရာဈေးအောင်ဝမ်းမင်းများသွားခြင်းတဖုံးအတန်နုများမှာသွေးထွက်ခြင်းတို့ဖြစ်ပါတယ်သွေးလန့်လက္ခဏာများရှိလို့ရှင်ပေါ့နော်နီးစက်ရာဆေးရုံကိုအမြန်ဆုံးသွားရောက်ပြီးတော့ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီသွေးလွန်တုပ်ကွေးယောဂကိုပေါ့နော်ကုသတဲ့နည်းလမ်းလေးတွေကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီကုသတဲ့နီလန်းတွေကပေါ့နော်ကလေးကိုသွေးပေါင်ချိန်မမှန်ချိန်ပေးခြင်းပေါ့နော်ကလေးအခြေအနေကိုစောင့်ကြည့်ခြင်းကိုပူချိန်မှာပါရာစီတာမောတိုက်ကျွေးခြင်းရေဘတ်တိုက်ပေးခြင်းအခြားကိုပူကြစေအကိုက်ခဲပျောက်ခြင်းများကိုပေါ့နော်မတောက်သုံးသင့်ပါဘူးအကိုက်ခဲပျောက်စေးတွေကဒါသွေးရည်စုမျိုးကိုပို့ဆိုးစေပါတယ်အရေးပြန်လည်းဖြစ်တွင်းဖို့လိုအပ်တဲ့အတွက်ပေါ့နော်ဓာတ်စားရည်တောက်ခြင်းအသီးနှံဖြိုရည်တောက်ခြင်းတွေကိုလည်းဒါပြုလုပ်ပေးရပါမယ်လူတိုင်းမိခင်များအနေနဲ့လည်းမိခင်တို့ကိုဆက်လက်တိုက်ကျွေးဖို့လည်းလိုအပ်ပါတယ်ဒီကလေးစားခြင်းတောက်ခြင်းတွေရှိတဲ့ဘယ်စားစာမဆိုပေါ့နော်ကျွေးနိုင်တယ်ကော်ဖီအောင်ရှိတဲ့အစားအစာတွေကိုဒါမကျွေးသင့်ပါဘူးရှင်သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးရဆိုရင်သွေးကြောတွေကနေပြီးတော့ပေါ့နော်သွေးရုပ်စိမ့်ပြီးအန်တတာကြောင့်မလို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီချင်းကြားတို့ပေါ့နော်လောင်လန်းတွေကဘလို့နေရာတွေမှာပေါက်ဖွားပြီးတော့ပေါ့နော်ဘလို့ကောက်ဝဲနှိမ်နည်းရေးတွေဘလို့သိပညာပေးလုပ်ငန်းတွေဆောင်ရွက်တင်တယ်လဲဆိုတာလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါဒီချင်းကြားလောင်လန်းတွေဟာအဓိကရေသိုလောင်ပစ္စည်းတွေဖြစ်တယ်ပေါ့နော်ရေစီရေအိုးရေကန်တွေပေါ့နော်ဖျားပန်းအိုးနတ်ပန်းအိုးအလားပန်းအိုးတွေနဲ့ဒါရေတင်ကြံနိုင်တဲ့ဘူးဟုံခွက်ခွန်တာယာဟောင်းများတဘာဝအလဲအောင်မွေးရေတင်ကြံလေးရှိတဲ့ဒါတစ်ပင်ခေါင်းပုံးလက်ငပြောလက်ဒါခုတ်ပြီးတော့အငုတ်ကြံခဲ့တဲ့ဝက်စစ်များမှာဆိုရင်ဒါပေါက်ဖွားလေးရှိပါတယ်ဝက်စစ်တွေမှာပေါ့နော်ကာကွယ်နှိမ်နည်းလုပ်ငန်းအနေနဲ့ကတော့ဒီမတော်နိုင်မလဲနိုင်တဲ့ရေစီရေကန်တွေမှာဗိတ်ဆေးပေါ့နော်ပိုးလောင်လန်းသက်ဆေးတွေခတ်ခြင်းတွေပြုလုပ်ပေးရမယ်နောက်ကြတော့ဒီရေတွေကိုပေါ့နော်ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်းလုပ်ပေးရမယ်ညညမရွေးချင်အောင်မြစ်လဲဒါချင်အောင်ဖြစ်အိပ်ရမယ်ချင်းမကိုက်ဆေးလင်းခြင်းတို့လည်းဒါပြုလုပ်ရမယ်ချင်းသေးခွေထွန်းခြင်းမီခိုမိုင်းတိုက်ခြင်းပေါ့နော်ချင်းသေးဆက်ပရိဖျန်းခြင်းတို့ဟာဆိုရင်အသက်ရှူလန်းကြောင်းဆိုင်ရာယောဂတွေကိုဒါဖြစ်ပွားနိုင်မလို့မပြုလုပ်သင့်ပါဘူးဒီသွေးလွန်တုပ်ကွေးယောဂဟာပေါ့နော်ယနေ့အချိန်ထိကာကွယ်ဆေးကုသရေးမရှိသေးတယ်ပေါ့နော်ယောဂဖြစ်တာကြောင့်မို့လို့အထူးဂရုစိုက်ကြဖို့လည်းဒါတိုက်တွန်းအပ်ပါတယ်အသိပညာပေးလုပ်ငန်းတွေအနေနဲ့ကတော့သွေးလွန်တုပ်ကွေးယောဂနဲ့ပတ်သက်ပြီးတော့ဟောပြောပွဲတွေပေါ့နော်ဒီအခုလိုတော်ရှိုးတွေနဲ့အကက်စာဆောင်ပြသခြင်းတွေလက်ကမ်းစာဆောင်ဖြန့်ဝေခြင်းပေါ့နော်အများပြည်သူတွေကြည်ကြဲပြန့်ပြန့်သိရှိစေဖို့အတွက်ပေါ့နော်ဆောင်ရွက်ပေးသင့်ပါတယ်ရှင်